明明天天表表背景တာတော့ကွာနောက်လာမယ့် travel spirit အကြောင်းပဲဖြစ်ပါတယ်။နောက်လာမယ့် travel spirit လေးရတော့ဒီဇင်ဘာ4ရက်နေ့ကနေကွာဒီဇင်ဘာ9ရက်နေ့ထိလာမှာ။လာမယ့်ကောင်လေးကတော့ဒီကောင်လေးဖြစ်ပါတယ်။ဟဲစတာပါဗျာ။အားလုံးစောင့်မျှော်နေတဲ့ဒီကောင်လေးပါပဲ။အဲ့ကောင်လေးကကွာနိုင်ငံခြား spoiler တော်တော်များများကတော့ပြထားတယ်သူ့ပဲပြထားဆိုတော့သိကြပါပြီဒီတစ်ခါတော့ကာတို့လိုချင်တော့ fire ပန်လာပေါင်းပြီလေရပါပြီဘေးတံမပေါအောင်လို့ဆိုပြီးတော့မိုက်ခရိုဖုန်းဝယ်လိုက်ပါအတန်ရေဝင်နေတဲ့အတန်ပေါက်အတန်လေးကတော့တီးခံလိုက်ပါအောင်ကွယ်ဒီကောင်လေးမှာပါတာတော့ကွာ emote ပါမယ်စပင်းကေပါမယ်နောက်ပြီးကျတော့တန်စင်လာတီလုံးပါမယ် mask ပါမယ်နောက်ပြီးကျတော့ဘောင်းမီပါမယ်ကွာနောက်တစ်ခုကမီးဖိုလေးပါမယ်ကန်တယ်ကတော့236ဟက်ကတော့26ရဲ့အတန်ကန်တဲ့နှစ်ခုရဲ့ဆိုရင်သူ့ရဲ့အကုန်လုံးရပါမယ်ကဲပထမဆုံးအနေနဲ့တော့ကွာအားလုံးကြိုက်ကြတဲ့ဒီပန်လေးပါပန်လေးကပြောရမယ်ဆိုရင်တော့ဘာမှမရှိပါဘူးလှပါတယ်အဲ့တော့ကန်တယ်ဆိုပါကန်တယ်ကတော့85ပါသူ့ကိုလိုချင်တော့ဒုတိယတစ်ခုကတော့မတ်လေးပါမတ်ကတော့54တိုင်ပါကန်တယ် 7K ကတော့44ပါနောက်တစ်ခုကတော့မီးဖိုလေးပါဒီမီးဖိုလေးကတော့ကွာအကိုကအမြင့်တက်တာတို့ဘာလို့ဆိုရင်အတောင်ကုန်သွားရင်ပြန်ဖြည့်ရလူဝင်ရှိရလို့ကိုတယောက်တည်းဖြစ်နေတာမျိုးဆိုရင်ဒီမီးနဲ့ဖြစ်ရင်တော့အဆင်ပြေပါတယ်အတန်းသွားရင်လည်းပိုအဆင်ပြေပါတယ်အဲ့ကောင်အဆင်ပြေတော့မပြောမှာပေါ့အတန်းသွားဖို့ဒါလေးကတော့ဗာလေးနဲ့တော့သိချာမသိပါဘူးအဲ့တော့ကြော်ပါတယ်အခုကတော့ emote လေးတွေအကြောင်းပဲဖြစ်ပါတယ်ဒါက level 1 emote ပါဒီတစ်ခုက emote 2ပါသူကတော့နည်းနည်းပိုမိုက်တယ်ပေါ့ကွာ emote 3ကစပြီးတော့လူစင်တွေကနေမြောက်ဖြစ်တော့မှာပါမြောက်ကွက်တွေပြရမှာလူဝင်ကွက်ပေါ့ကွာပြောရမယ်ဆိုရင် emote 4မှာကျတော့ကွာမြောက်ဝင်ပဲဒါပေမဲ့အယောင်လေးတော့ပါတာပေါ့ကွာခင်အယောင်လေးတော့ပါတော့ညာတော့မြောက်ဝင်ခွက်အခုသွားပြတာကတော့မေမေကသူ့ရဲ့ဒီနေရာလေးကိုပါသူ့နေရာလေးမသိမှဆိုလို့ပါဝေးတော့ဝေးရနော်ဗီဒီယိုလေးရက်ထားပါတယ်ကြာနေပါဆိုလို့အချိန်နေပါတယ်ဒါကတော့သူ့နေရာသွားတဲ့နေရာမှာကွာရေရမီးရလေးရမြေရဆိုပြီးတော့ကွာလေးချိန်ကလုပ်လို့ရတဲ့နေရာလေးရှိပါတယ်အဲလေးချိန်ကလုပ်ပါရတော့ဆိုကန်တယ်လေးတော့ရပါတယ်လေးချိန်ကဆိုလို့တိုက်တွေပါဆိုရတာမဟုတ်ပါဘူးသူကတင်မယ်လေခမ်းဆိုရင်ကွာလေပေါ်ပြန်ရတဲ့ဟာတွေကိုဘယ်လိုပြန်ရလဲဆိုတော့ကွာခက်ခဲကြိုးစားရေခမ်းဆိုလည်းအဲ့လိုရေတွေကိုဘယ်လိုသွားရလဲဆိုတော့ကြိုးစားရတယ်ပေါ့ကွာအခုကောင်လေးကတော့မီးခမ်းကောင်လေးပါနေရာလေးရောက်ပါပြီအကောင်လေးကတော့ဒီကောင်လေးပါအားလုံးပဲကျေးဇူးများတင်ပါတယ်ဗီဒီယိုဆုံးနေကြည့်ပြီးတော့